အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြပေးသွားမယ့်အကြောင်းအရာကတော့ your network is your network အကောင်းဆုံးဆက်ဆံရေးတစ်ခုဟာတင်ပေါ်အတွက်တမိုးကြီးရဲ့ကိုယ်ရတစ်ခုပဲဖြစ်ပါတယ်ဒီနေ့လိုနီးပညာကောင်းလာတဲ့ခေတ်မှာအလုပ်တစ်ခုအောင်မြင်ဖို့အတွက်မိမိတရားတော်ခွန်အားထက်ကိုယ်တင်ကြပေးနိုင်တဲ့လူတွေကိုလေးစားအားကြရတဲ့သူတွေအကြံဉာဏ်ကောင်းပေးနိုင်တဲ့သူတွေကကိုယ့်အတွက်အရေးကြီးတဲ့ network တစ်ခုပဲဖြစ်ပါတယ် network တစ်ခုကိုကောင်းစွာတည်ဆောက်ထားမယ်ဆိုရင်နံပါတ်1အချက်အနေနဲ့ခွင့်လန်းတွေရရှိနိုင်တယ်နံပါတ်2အချက်အနေနဲ့မိမိကိုယ်ကိုယုံကြည်လာမယ်နံပါတ်3ချက်အနေနဲ့ကိုယ့်ရဲ့ပညာတွေ့ကြုံတွေကိုတိုးတက်လာစေမယ်နံပါတ်4ချက်အနေနဲ့အခက်အခဲနဲ့ကြုံလာခါမိမိကိုကူညီနိုင်မဲ့လူရှိရဲအဲ့တော့ network ကိုဘယ်လိုတည်ဆောက်မလဲ event တွေ seminar ပွဲတွေကိုတက်ရောက်ပါကိုယ့်ရဲ့မိတ်ဆွေတွေကိုရိုးသားစွာဆက်ဆံပါ online community ကိုချိတ်ဆက်ပါတင်လို့သိရှိပြီးလူတိုင်းစီကအကြံဉာဏ်ကောင်းတွေကိုရယူပါကျွန်တော်ပြောပြခဲ့တဲ့အချက်တွေကိုလိုက်နာပြီးကိုယ့်ရဲ့ network ကိုအကောင်းဆုံးတည်ဆောက်မယ်ဆိုရင်တင်ကောင်းမွန်တဲ့ network တစ်ခုကိုပိုင်ဆိုင်နိုင်မှာသိကြပါတယ်အဲ့တော့ကိုယ့်ရဲ့ social capital ကိုတိဆောက်ဖို့ဒီနေ့ကစလို့ကြည့်ကြပါစို့အားလုံးပဲဆုံးဖြတ်အောင်ပြီးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ Yemen sharing page ကို like and subscribe ပြုလုပ်ခဲ့ကြပါဦးမိပါနဲ့